တင်းကျွရဲ့အနှစ်သာရတွေကနောက်ထပ်တစ်ခုကတော့ပွဲစည်းလေခြင်းပဲဖြစ်ပါတယ်။ဒါကတော့အိမ်နာဖျားပွဲမှာညဘက်ပွဲစည်းလုပ်တာနဲ့ပွဲစည်းလျှောက်တယ်ဖြစ်ခဲ့တာလေးကိုမတရားရိုက်ထားတာပါ။ပွဲစည်းမှာဒီလိုမျိုးအကြော်တွေစားတယ်ငုံကြော်တွေစားတယ်ဒီလိုမျိုးရဟတ်လေးတွေပေါ့နော်မြင်ရတဲ့မြင်ကွင်းရဆိုလို့ရှိရင်ဟိုးကလေးဘွားဒီပွဲစည်းသွားတဲ့အမှတ်တရတွေကိုပြန်မြင်အောင်စေပါတယ်။ကိုရီးယားတော့လိုပဲထမနေစားခဲ့တယ်ပြီးတော့ဒီဖျားပွဲမှာကလေးတွေဘူပေါင်းတွေနဲ့စော်နေတာကိုကြည့်ရတယ်ဒီလိုကလေးစော့ကစားတာကိုကြည့်ပြီးတော့ကိုရီငငယ်ကအမတ်တရားတွေအောင်ပြန်ပြီးတော့မြင်အောင်လာပါတယ်ဒါရတော့ကိုရီစားပြခဲ့ဝတ်သားတုတ်ထိုးပြီးလို့ရှိရင်ဒါကတော့ထမနေအမေအတွက်ပါဝယ်သွားခဲ့တာပေါ့နော်ထမနေလေးတဲ့အရန်စားလို့ကောင်းတယ်ဒါကတော့ပွဲစီအမတ်တရားပုံရိပ်လေးတွေပါဒီဟာကကြတော့ငုံကြော်အိမ်ပြန်ပါဆက်ဆွဲပြီးတော့ဒါကတော့ထိုင်စားခဲ့တဲ့အကျော်ဆုံးလေးဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်